မင်္ဂလာပါရှင်အခုမနေ့ပြပေးတာကတော့ဟန်ချင်းတစ်ချက်သားဆွဲကျိုးတစ်ချက်သားလောကပစိန်လေးကငါးမူသားနဲ့ငကားကနုတ်ပန်းနဲ့လက်စွပ်လေးကငါးမူသားလေးဖြစ်ပါတယ်ဒါတစ်ဆက်စာ၃ချက်သားလေးပြပေးလိုက်တာဖြစ်ပါတယ်ရှင်ယောက်ျားလေးမိန်းကလေးဝေလို့လာတဲ့ဒီဇိုင်းလေးတွေဖြစ်ပါတယ်လက်စွပ်ဆိုလို့ရှိရင်လည်းကနုတ်ပန်းလေးကတော့အရန်ကိုလှတဲ့ငကားတစ်ကောင်လုံးပေါ့နော်တော်တော်လေးလှတဲ့ငါးမူသားလက်စွပ်ကလေးပါကဲတန်ကျိုးလိုင်းကိုမှကြိုက်တဲ့သူတွေဆိုရင်တန်ကျိုးလိုင်းတစ်ချက်သားဟန်ချင်းတစ်ချက်သားဆွဲကျိုးပြီးတော့ပစိန်လော့ကက်လေးကငါးမူသားလေးပါတစ်ဆက်စာ၃ချက်သားလေးပါရှင်အရန်ကိုလှပါတယ်နော်ချစ်ဖို့အရန်ကောင်းပါတယ်ကဲဒါလေးအားပေးမယ်ဆိုရင်အားပေးလို့ရပါပြီတန်ကျိုးလိုင်းနေမိထားတဲ့သူတွေနော်တန်ကျိုးမှချစ်တယ်မမရေးဆိုတဲ့သူတွေရောက်ပြီနော်တစ်ဆက်စာလေးဟန်ချင်းနဲ့တစ်ချက်သားဆွဲကျိုးလည်းတစ်ချက်သားလောကငါမူသားလက်စွပ်ငါမူသားတစ်ဆက်စာ၃ချက်သားပါရှင်ဘလောက်လာလဲနော်ချစ်စရာလေးပါတော်လေးလာတယ်နော်